အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့တွက်ချက်ပေးမယ်အကြောင်းအရာလေးကတော့ကျွန်တော်ဒီဆီယမ်ကဒီစာပေတက္ကသိုလ်ကနေပြီးတော့မှသူသင်တန်းလုပ်ခဲ့တဲ့2016ကဒီ rice consumption ကိုအခြေခံပြီးတော့ဒီ WFP ကနေတွက်ချက်ထားတဲ့ဒီဆန်စေးနှုန်းတွေကိုကျွန်တော်ချိန်ပြီးတော့မှဒီနေ့ဒီ annual ပေါ့နော်တစ်နှစ်ကိုကျွန်တော်တို့ဆန်စားနှုန်းဘယ်လောက်ရှိလဲဆိုတဲ့ဟာလည်းကျွန်တော်အကြမ်းဖြင့်ကျွန်တော်တွက်ချက်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်2015-2025အထိကိုကျွန်တော်ကဒီပြန်နေလဲကျွန်တော်ပြန်တွက်ချက်ပေးထားတာပေါ့နော်ဆိုတော့ပထမကတော့ကျွန်တော်တို့2015မှာဆိုရင်လူတယောက်ကနေဒီတရက်ကိုတကယ်လို့စားမယ်ဆိုရင်ဒီတကကြီးကိုပေါ့နော်982ကျပ်ကြပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီကျွန်တော်တို့ပြန်တွက်တာပေါ့ဆိုတော့ဒီ982 kg ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဘာမှတော့မြို့ပြမှာနေတဲ့လူတွေဆိုလို့ရှိရင်133 kg ဆန်စားတယ်ပေါ့နော်ပြီးလို့ရှိရင် landless တို့ farmer တို့ဆက်ရှိဖြင့်ဒါတွေကတော့160 190အဲ့လိုဆက်ရှိဖြင့်သူတို့တွက်ချက်ထားပေမဲ့တနိုင်ငံလုံးရဲ့တူတယောက်နှုန်းရဲ့ဆန်စားနှုန်းကတစ်နှစ်မှာ155.14 kg ရှိတာပေါ့လေအဲ့တော့ကျွန်တော်တို့ဒီ2015မှာဆိုကျွန်တော်တို့တစ်နှစ်ပတ်လုံးကျွန်တော်တို့ဆန်စားမယ်ဆိုရင်တူရဲ့ကုန်ကျစက9,322ပဲကုန်မယ်ပေါ့လေတရားကိုဆိုတော့2016မှာတော့ဒီ9,8,212ပေါ့နော်သိန်းလောက်ချတယ်ပေါ့ဆန်တဲ့ပေါ့ဗျာနော်ဆန်ပဲစီစားဆိုပေမဲ့ကျွန်တော်ဆန်တဲ့လည်းကျွန်တော်တွက်ပြပေးထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဘာဖြစ်လာဆိုကျွန်တော်တို့2021ကနေစပြီးတော့တော်တော်လေးတက်သွားတာပေါ့နော်900 800လိုမျိုးတက်သွားပြီးတော့ဒီ2025မှာတော့ကျွန်တော်တို့တကယ်ကြီးကို2390ခွန်းနှုန်းစားသုံးလာရပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမျိုးပြတွေကတော့133 kg စားရဆိုရင်သူတို့အနေနဲ့တစ်နှစ်ငွေသုံးဆွဲတဲ့ပမာဏက3,16,000ရှိတယ်ကြီးလက်မှာဆိုရင်4သိန်းကျော်ရယ်ဆိုတော့ပြန်လာတွက်လိုက်လို့ရှိရင်3,6,800ကျတယ်ပေါ့ဆိုတော့4သိန်းလောက်သွားကြတယ်တယောက်ဆိုတော့ဒါကတော့ကျွန်တော်ပြန်တွက်တာပါတချို့ဘယ်လိုပြောမလဲလမ်းမဆက်သွယ်ရေးပြီးလို့ရှိရင်ဒီအခြေအနေအကြောင်းမျိုးကြောင့်ဒီဈေးနှုန်းကdata တစ်ခုနဲ့တစ်ခုကွာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးတဲ့အကြောင်းအရာတော့ကျွန်တော်တို့တစ်နှစ်မှာဒီကျွန်တော်နိုင်ငံလုံးရဲ့ပြန်ဒီဆန်စားနှုန်းကငွေကြေးဖုံးပေါ်လာတဲ့နဲ့အမျှပြောင်းလဲသွားတဲ့အပြောင်းလဲပေါ့နော်ဆိုတော့2015မှာ9,000ပဲချတယ်တစ်နှစ်လုံးကျွန်တော်တို့3သိန်းပဲထားပါတော့3သိန်းကုန်လဲဆိုရင်ဒီ2025မှာဆိုကျွန်တော်တို့က3,600 4သိန်းပေါ့နော်4သိန်းဆိုလို့ရှိရင်သူဒီ4ဆတက်သွားတယ်ပေါ့နော်4ဆဆိုတော့အရင်တော့ကျွန်တော်တို့ပတ်စံ3သိန်းရှင်ဆန်3အိတ်ဝယ်လို့ရပြီမယ်အခုချိန်မှာတော့3သိန်းကဆန်1အိတ်လောက်တော့မရတော့ဘူးလို့ပြောလို့ရတယ်လို့ဒီဆန်3အိတ်ကတော့4သိန်းကနေပြီးတော့အထက်ရှိနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာတွေ့ရှိရတယ်ပေါ့နော်ဆိုတော့ဒီဟာလေးကိုနဲ့ပတ်သက်ပြီးတော့တကယ်ချင်းတို့ရဲ့အမြင်လေးရောလည်းချပြပေးလို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်